ဒီနေ့ဟိန်းတဲ့ဆိုရုပ်ရှင်လာရိုက်မှာလည်းနင်တို့သိလားဟဲ့မင်းသားမင်းကြီးကဘူးလေအဲ့ဒါတော့ငါလည်းမသိဘူးမင်းသားကကိစ္စမရှိပင်လေမင်းသမီးကတော့ငါတို့လောက်လှမယ်မထင်ဘာဖာဒါကတော့လေအမတို့ဒီဟိန်းတဲ့ဆိုရဲ့ဘဲ့ကိုင်းရှင်ပိုင်ရှင်အကိုနဲ့အမပါရှင်ကဲတေးဟောင်းဝင်ပါပါကိုကြီးလက်ကလေးကလည်းအီအီအားဤလေဟိုကလေးလေးယောက်လည်းရှိတယ်အော်တည်ရလေဘာဖြစ်လို့လဲဒီဘန်းပြောပြကိုကြီးဟာဖာလေးဖာကိုအားပေးရတဲ့အတွက်ရန်ဝမ်းသားရဲ့သိလားဖာလဲလေဟိန်းတော့ဆိုရုံစုံဆိုတိတ်ချိုက်တာရိုးစုံမဟုတ်ဘူးလေအထက်ကျုပ်ဆက်ရောဟိုလေကောင်းတာစင်မာဝါလို့သိရလေမိတ်တီလာမြို့မှာဟိန်းတော့ဆိုမသိရသူမှမရှိရဟုတ်တယ်မလားကိုကြီးဒါလေးဆိုလေဝေးရတာအရန်အေးပြီးပေါ့ပါညာပဲသိလားညီမလေးချီတယ်လေးဆိုတော့လေခဏကိုကျန်လိုက်ရင်ပေါ်ပါရတာကိုခံစားရတယ်ပြီးတော့အမားတို့ကဒါ handmade ထုတ်ထားတာဖြစ်တဲ့အတွက်ညီမလေးကိုယ်ပိုင် brand ထုတ်ချင်တယ်ညီမတို့လက်ခံပေးပါလေ။အော်ဟုတ်လားကိုကြီး။မဟုတ်ဘူးလေအမပြောတာ။အော်အမဟုတ်တယ်ဟာကြားချင်တာ။လာရတယ်။ဟိုမင်းသမီးဟိုကလေမက်ဆီမက်ဆီမဟုတ်ပါဘူးမက်ဆီကပြည့်အရက်ကဒရိုင်လောက်တောင်ရှိ။အော်မန္တလေးမှာဆိုလို့ရှိရင်လေနှစ်ပေါင်း20ကျော်ရက်တည်လာတဲ့ဟုတ်ကဲ့ဟာလီကိုရှင်ကြီးကိုလောက်ပါဟုတ်တယ်ရှင်ပွဲညီမအော်ဟုတ်တာပဲရှင်ကြီးကိုညီမအငယ်ဆုံးနဲ့မဖာသေးအကျူရက်ခဏနေဟောမဖာစီရပြီအပြင်မှာလေညိုချမြရညိုတော့လောက်ပါမင်းလေးသူဟုတ်တယ်ညိုချညိုဟုတ်မဖာစီရလေဟိုအပြင်မှာတိုလေးနော်ဘာတိုးတာတော့ဟုတ်လေတဲလေးဟဲ့ပြောလိုက်ပါဦးအကျူရက်လေတိုရနဲ့တေးရနဲ့သူကရောပြောလိုက်တာတိုသေးလေးသူဆက်လိုက်တာနော်ဒါနဲ့ဒီမဖာစီအားပေးနေတယ်နော်ဟောတော်ရဲ့ကျေးဇူးပါမဲကျေးဇူးပါလိမ့်လာဦးမယ်ဒါနဲ့ဒီမှာဒီဟိန်းတက်ဆိုအထက်ဆက်ယုံရလေမက်ကြီးလာမြို့မှာဆိုအမလေးအကုန်ရတဲ့နာမည်ကြီးဒိတ်ကျဲနော်တနိုင်ငံလုံးနေမဟုတ်ဘန်ကောက်ကစအော်ရာမာလာဒီမှာဆိုရင်လေဒါနဲ့လေမဖာစီကဘာလာလို့ဆက်လာချုပ်တာဟဲ့မဟုတ်ဘူးလေမင်းသမီးပါဆိုရက်ကွေးလာတာပေါ့ဒီလိုရောဒါကြောင့်ဒါမဲ့ဟိုကလေတက်လာလေးလည်းပြင်နော်အခုမလာလို့လာပေါ့လာတော့လာပါဒါမဲ့အခုပူကြံခဲ့တာနော်အေးဆုံးပါလေဟဲ့လားအင်းငါဆုံးနေတယ်ဘာကြံခဲ့ရမှာလို့သူတို့ကတမျိုးတော့လိမ့်လာဦးမယ်မင်းသားတေးပါပြီအမလေးအောက်လေးပါလေးနဲ့မကြည့်ဘူးနော်တီးခံဘလို့ထိုးရတော့လောက်ပါစိုက်တာလောက်ပါ free လောက်ပါမလောက်ပါနဲ့ပြောရမှာလေမှားသွားလို့ sorry ပါတင်ရမယ်ဟဲမင်းသားကတော့စင်လိုက်တာဟဲမင်းသမီးကနည်းနည်းခွမ်းနေလားကြည့်မအောင်မင်းသားချောလိုက်တာအမလည်းချောဆိုဟိုကျန်းကျင်တယ်လို့ကျန်းနေရလေစမ်းတယ်လို့စမ်းမောင်မကျန်းပါဟဲ့အမလေးအပြိုကြီးကသိမှာပေါ့အပြိုကြီးကမင်းသားကြွေးနေတယ်ဟာရလို့လေ1 2 3 go ဟာမလောက်ပါနဲ့မလုံးနဲ့နော်မဟုတ်ဘူးကြည့်ဟဲ့တော့ကင်မရာကိုကဲမင်းသားဒီမှာပြောပြမယ်နော်ဟိတ်တက်ဆိုတာတရားခိုင်တော့ရှိသားအစ်စ်တွေလည်းရနိုင်တယ်ပိတ်စကနေရှုပ်ပြီးသားဒီတနေရာနဲ့အမျိုးသားဆုံးသွားရနိုင်တဲ့နေရာကိုပေါင်းနေချင်တာနော်ဒါပေမဲ့မင်းသားဟန်မယ်လောက်ရမယ်နော်မင်းသမီးစိတ်ပြီလားဟုတ်ပြီဟုတ်ကဲ့ကင်မရာလေး1 2 3 go ဟဲ့မချမ်းနောက်ခါကြလို့ရှိရင်လေအမလေးဟိန်းထက်စော်စက်ယုံကတထင်းနဲ့တထင်းမအောင်ပြောရမယ်သလားမဖာစီမလှမပရိုက်မယ်စာဒိုးစက်ယုံကလူတွေအချောလှတွေပဲဒိုးခေါ်ရိုက်လို့ပြောတာမင်းနေရဲ့ငါတို့လည်းရရင်တော့ကောင်းမနော်နော်ဟဲ့ဟာဟိတ်တက်စော်ကတရားရာခိုင်တော့ခြိသားအစ်စ်တွေရနိုင်တယ်ကိုကူလေးရဲ့မြစ်တာတရားရာခိုင်တော့ရစီအောင်ဟာပေါက်လိုက်တာ
အော်တခါရဲပါအော်ကျမပေါ့ဆရာလား နဲဒါ အာတကယ်နဲတော့နဲလိုက်တာအမေမူးလိုက်တာအော်အမလေးမင်းသားရဲ့လှဲ့တာမကြည့်ဘူးရက်ဆက်လိုက်တာ ဟာမင်းနေဒါနစ်လက်ဆက်မလားသိရဲ့နော် အမရဲ့အကြောင်းသိနေနေမင်းနဲ့နေစမ်းပါအမရဲ့မလေး နော်လိုက်တာအေးနေရလဲ ချင်းချင်းနေပဲအမရဲ့အီးရှူတဲ့နှာခေါင်းကြမ်းမကြီးကောင်းနဲ့ ဟောကောင်းလေကောင်းလေတော်နေအမလေးမင်းနာထည့်စားနော်ထည့်တယ်အကျိုးချက်ပြီးနော်ဒီအသေးလေးတွေထည့်စားဟောဟင်းရတော့ထည့်စားနော်ဟိုမခါစီးမှလည်းပါဇက်ကြီးပါတာပဲဟိုစားတော့တခွားလေးတွေစား ရတယ် တေးစားနော် ရတယ်ရပါတယ်ကိုထည့် မကြိုက်လို့လား အော်နည်းနည်းမူအောင်မယ်လေဟိုအပြောတော့မဆောက်ဘူးရှင်လေအဖာတဲ့ မလေးလမ်းလိုက်တာဖာစီပါဖာလဲအော်ရတယ် ဒီပုံလုံးနေပါနဲ့စားကြပြသားပါ အော်ဟလာရပါတယ် လာလည်းမဟုတ်ဘူးစကြင်းနေဟာတကယ်နေ1 2 ရပြီနော်ရပြီမလား ရ โอ้စားပါစေအောင်ဟဲ့နင်းကလည်းတော့ပါတော့စားတော့ငါပါလားဟယ်လိုမင်္ဂလာပါတို့တက်တာပြလာဟုတ်တယ်ဒီမှာမင်းသားဒီပါ ဘကတို့စက်ရုံကအပြိုကြီးဟိတ်တဲ့တော်မှာကြော်ညာလာရိုက်တာမန်းနေတော့မလာဘူးဟုတ်တယ်မန်းနေတော့သိမလာဘူးမပါသည်စားပါပုံနေလုတ်နေတယ်မလေးဟုတ်တာစားတော့ပုံနေရလုတ်တာမပါသည်ငါကျစားလည်းမဟုတ်ဘူးစားအားရပါရစားဒီမှာဟင်းနေလည်းအများကြီးပဲဟိတ်တဲ့တော်တို့အထက်စက်ရုံကတားစေတနာကောင်းတာမပါစီတို့တွေတားစားကြည့်တာဒီလားမဇက်ကြီးတစ်ခါတော့ပြောလိုက်လို့ရှင်းလေးလားပဲလေခန်းတဲ့သဘောပြားကြီးကြာနေ ဒီမခံနိုင်တော့ဒီလက်အားချောင်းနဲ့ကောက်မမိတ်တီလာမျိုးရဲ့ဒိတ်ကျဲဟင်းတက်စောအထည်ချုပ်စက်ရုံမှာတေးရခိုင်နှုန်းခြိသားစစ်တွေရရှိနိုင်ပါတယ်မိတ်ချီလာမြို့မှာတရှိတဲ့ဟိန်းတက်စောအထည်စက်ရုံဒိုင်ကျုပ်ကြီးမှာဆိုရင်တော့အထည်တွေကိုထောင်တောင်းမကများစွာအစုံတွေရရှိနေပါပြီရှင်ကိုပိုင် local brand ကိုဖောက်ချင်တဲ့ဖောက်တယ်တွေအတွက်လည်းပိတ်စာရောချုပ်ပြီးသားပါတနေရာထဲမှာရရှိနေပါပြီရှင်ပင်း ထိုင်စက်ရုံကြီးရဲ့လိပ်စာလေးကတော့မိတ်ချီလာစက်မှုစုံ၄လမ်း၅လမ်းကြားဟိတ်ထက်စောအထည်စက်ရုံပဲဖြစ်ပါတယ်ရှင်ရှီဆေးဆိုးကနေစပြီးကိုရိုင်းရကန်းခတ်ထွက်လာတဲ့ပိတ်စတွေကိုလည်းရှုပ်ရိုးရှုပ်သားကောင်းကောင်းနဲ့အသင့်ဝစ်စင်နိုင်အောင်ထုတ်လုပ်ပေးပါရရှင်အရေးသွေးမှန်မှန်ကန်ကန်ရခြင်းဟိတ်ထက်စော်ကိုကြွမြန်းခဲ့ပါရှင်